အားလုံးပဲမင်္ဂလာပါ AR channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတခါမျှဝေချင်တာကတော့အခုဒီရက်ပိုင်းမှာပေါ့ဒီဘိုင်းနဲ့ကနေပြီးတော့ Magadot ဆိုတဲ့ program ကိုပြန်ပြီးတော့ဒီမိတ်ဆက်လိုက်တယ်ပေါ့နော်ဒီရက်ပိုင်းမှာ Magadot တစ်ခုပေးဖို့ရှိတယ်ပေါ့အဲ့ဒါကိုကျွန်တော်ကဒီ Web3 test ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ပုံမှန်တိုင်းဒီကျွန်တော်ညာဘက်ထောင်းရဲ့အပေါ်ဆုံးမှာ Magadot လို့ပေါ်နေပေါ့တချို့ကကြတော့ Magadot အဲ့လိုမျိုးကိုယ့်ရဲ့ဒီ favorite list ထဲမှာမထည့်ထားဘူးဆိုရင်တော့ဒီမောကိုနှိပ်ပေါ့နှိပ်ပြီးမှအဲ့ထဲမှာအဲ့လိုမျိုးဒီဒါဆိုကျွန်တော်တို့ comment ထဲမှာ Magadot ကထပ်ပေါ်နေတယ်လို့ Magadot မပေါ်ရင်လည်းဒီထဲမှာလိုက်ရှာလို့ရတယ်ပေါ့ပုံမှန်ကဘယ်ထဲမှာရှိနိုင်မလဲဆိုတော့အဲ့တော့ဒီ Magadot ထဲမှာပေါ့ဒီအဲ့ဒီမိုးထဲမှာလိုက်ရှာနေဆိုရင်Magadot ရှိတယ်ပေါ့အဲ့ဒါပဲထဲမှာလဲဆိုဒီမှာ common function ဆိုပြီးသူရေးထားတယ်ဒီ launch pool တို့ Magadot တို့ကဒီ common function ထဲမှာရှိတယ်ပေါ့ဒါတော့ပုံမှန် main စာမျက်နှာမှာမရှိတဲ့လူတွေပေါ့ကျွန်တော်ကကြတော့ဒီစာမျက်နှာမှာကျွန်တော် favorite လုပ်ထားတာဖြစ်တဲ့အတွက်ဒီ Magadot ကိုကြားနှိပ်လိုက်တယ်ဆိုတာနဲ့ဝင်သွားမယ်ပေါ့ဒါတော့ရှေ့မှာလုပ်ခဲ့လို့သူပေးခဲ့ဘူးရေပေါ့ Magadot တွေကိုသူပြပြီးတာဖြစ်နေပေါ့နော်ပြီးတော့အခုလက်ရှိကတော့ဒီတုံငင်ပေါ့ဒီတုံငင်ကဘယ်နှစ်ပြီးမှလဲဆိုအပေါ်ဆုံးမှာပါတယ်ဒီ ongoing ဆိုတဲ့ပုံလေးပေါ့ ongoing ဆိုတာတော့အခုလက်ရှိလာနေတယ်ပေါ့လုံးလို့ရနေသေးတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ဒီချက်ချင်းအခု recording file ရနေကျွန်တော်ဒီနေ့မိအောင်တော့တင်မယ်ပေါ့တင်နေဆိုရင်အချိန်ကဖျက်များ၄ရက်ရတယ်ဆိုတော့ဒီ၄ရက်အတွင်းမှာတော့ကိုကဒီ Web3 test တွေကိုပြီးအောင်လုပ်မှရမယ်ဒါလို့ဒီ၄ရက်အတွင်းမှာ Web3 test တွေမပြီးဘူးဆိုရင်တော့ဒီ Web3 ဟိုအတွက်ဒီ Web3 အတွက်ပေါ့ဒီ point ကိုကမရဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့မြန်လုပ်ထားဖို့တော့အရေးကြီးတယ်ပေါ့နော်အဲကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီအဲ့မှာအပေါ်ဆုံးကိုနှိပ်လိုက်ပေါ့နှိပ်ရဆိုရင်ဒီလိုမျိုးပေါ့မယ်Magadotရဲ့လုပ်ရမယ့်ဟာဘယ်လိုမျိုးလဲဆိုတော့ခုမှ BNB တွေတော့ဒီ loss taking ထည့်ထားဖို့လိုတယ်ပေါ့တကယ်လို့ loss taking မထည့်ထားရင်ရိုးရိုးဆိုလေရတော့ရတယ်ပေါ့ဒါပေမဲ့သူပြောတာကဒီ n မှာရှိတဲ့ BNB တွေကိုတွက်ပြီးတော့ point တောက်ပြီးသွားမှာပေါ့ကျွန်တော်အနေနဲ့ကျွန်တော်ဒီကောက်ကိုပြန်ထွက်လိုက်မယ်ဒီ n နဲ့ပါပေါ့ n နဲ့ဝင်လိုက်တယ်ဆိုရင်ကျွန်တော်ပေါ်ဆုံးမှာ BNB လို့ပြနေတယ်ကျွန်တော် BNB တော်တော်များကိုကျွန်တော် loss taking ထည့်ထားတာများတယ်အဲ့ဒါမှကျွန်တော် point ရခြင်းနဲ့ဆိုရင်ဒီအပေါ်က fit ထည့်ထားတဲ့ဟာကိုကကျွန်တော်ပြန်ထုတ်လိုက်မယ်0.1414ကို BNB ကိုကျွန်တော် log in ထည့်လိုက်အဲသွားပြီးတော့ BNB သိခဲ့ပေါ့နော်မထည့်ထားဘူးသေးဘူးဆိုပုံမှန်တိုင်းအန်းကိုသွားလိုက်သွားပြီးသွားရင် BNB ကိုရွေးပေါ့ရွေးပွားရင်ကျွန်တော်တို့ရက်120ထည့်တယ် Magadot တဲ့ point များများရတာဖြစ်တဲ့အတွက်ရက်120ကိုရွေးတယ်ပြီးရင်ဒီဟုတ်ပေါ့မစီမံကုန်ရွေးလိုက်တယ်ပေါ့နော်1214ထည့်မယ်ပေါ့အဲ့ဒီမှာတစ်ခုပြောစရာရှိတာကိုကဒီရက်120က loss taking ဖြစ်သွားတဲ့အတွက် loss taking ထည့်တယ်ဆိုရင်ချက်ချင်းပြန်ထုတ်လို့မရဘူးသူပြောရက်120ကြည့်မှထုတ်လို့ရမှာပေါ့တကယ်လို့ကိုကဟိုဒီတိုင်းမှာဈေး BNB ဈေးထိုးတက်သွားလို့ဥမာဟိုသူ့မှာကဘာမှာ trend တစ်ခုခုလုပ်လိုက်လို့ BNB ကဈေးရန်ထိုးတက်သွားတယ်ဆိုရင်တော့ကိုကအဲ့ချိန်မှာရောင်းနေတယ်ဆိုရင်တော်တော်လောထည့်ထားရောင်းလို့မရဘူးအဲ့အားနေကြတော့ရှိကိုကအဲ့လိုမျိုးမဖြစ်အောင်ဆိုရင်ဟိုဒီလိုမျိုးရက်နေတဲ့ဟာပဲထည့်ပေါ့နောက်ဆုံးကိုအရန်အနှင်လို့ဒီရက်120ရထုတ်တင်တယ်ဆိုရင်တော့ထုတ်လို့ရတယ်2ရက်လောက်တော့စောင့်ရတယ်ဒါပေမဲ့ကိုကရထားတဲ့အတိုးတွေအကုန်လုံးကမရတော့အဲ့ပြဿနာတော့ရှိကျွန်တော်တို့ trade ဒါ AC ပြစ်ထားမယ်ပေါ့ BNB ရေရှည်စုနေတဲ့လူဖြစ်တဲ့အတွက်ရက်120နဲ့ကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့ maximum ကိုနှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးသွားရင် 0.14 ထည့်မယ်ပြီးရင် confirm ကိုနှိပ်လိုက်ပေါ့ဒါလည်းကျွန်တော် comment နေပြီးတော့ကျွန်တော်အဲ့ဒီမှာသွားကြည့်ရဆိုရင်ဒါတော်တော်များပေါ့ကျွန်တော်လောက်ထားတဲ့ဟာတွေပေါ့ရက်120တော့ကျွန်တော်ထည့်ထားတယ်ရွေးချက်ကတော့ Magadot လာတယ်ဆိုရင် point များများရကျွန်တော်ပေါ့ဒါရန်ပြီးသွားရင်တော့ကျွန်တော်က Magadot ကိုသွားလိုက်မယ် Magadot ကိုဝင်မယ်ဒီမှာသူ့ရဲ့ဒါ reward ပေးတဲ့စနစ်ကိုပြောပြထားတာပေါ့ကျွန်တော်ပြောထားလဲဆိုဒီမှာဆိုရင်ဒါသူအသေးသေးမပေါ်သေးဘူးပေါ့မပေါ်သေးဘူးမယ်သဘောတရားကိုပြန်ကြည့်ရဆိုရက်120ထည့်တယ်ဆိုရင် point ပုံများများရမယ်ပေါ့ဒါအဲ့ဒါကိုဘယ်လိုပြန်ကြည့်သိနိုင်လဲဆိုရင်အရင်လာဘူးတဲ့ SOLB protocol ရဲ့ Magadot ကိုပြန်ဝင်ကြည့်လိုက်ပေါ့
ဒီမာကာတော့တွေကိုပြန်ဝင်ကြည့်မယ်ဆိုရင်အရင်တော့ကသူဘယ်လိုတက်ထားလဲဆိုရင် minus 9ကိုနှိပ်ကြည့်လိုက်အောင်နှိပ်ရတယ်ဆိုတကယ်လို့ကိုကအပေါ်မှာဒီမှာရက်120ပေါ့ဒီမှာရက်120ကိုကထည့်ထားတယ်ဆိုရင်အဲ့တော့ကျွန်တော်လည်းအခုအမှောက်ပဲအဲ့တော့ရက်120သမားကို point 130နဲ့မြှောက်ဝင်မယ်ကိုကရက်120မဟုတ်ဘူးရက်90ရက်60ရက်30ဆိုရင်မြှောက်တဲ့ point က130မဟုတ်ဘဲနဲ့အဲ့ထက်နည်းတယ်ပေါ့ဒီမှာရက်90မှာဆိုရင် point 120နဲ့မြှောက်ပေးမယ်ရက်60ရဲထည့်ထားမယ်ဆိုရင်ရက်130point 130နဲ့မြှောက်ပေးမယ်တကယ်လို့ကိုကရက်30ပဲထည့်တယ်လူဆိုရင်တော့ point 100နဲ့ပဲမြှောက်ပေးမယ်ရိုးရိုးဒီတိုင်းပဲဒီရိုးရိုးလိုအပ်ဒီဒီစင်ရေးချင်အငွေထဲမှာထည့်ထားတဲ့လူတွေဆိုရင်တော့point 30မြှောက်ပေးမယ်အဲ့လိုမျိုးပြောထားတယ်ပေါ့ပြီးရင် web3 အတွက်လုပ်တယ်ဆိုရင် web3 လုပ်တဲ့ပေါ်ကနေသူကစုစုပေါင်း point တွေကို 1.5 နဲ့ဖြောင်းမယ်ပြီးရင်900ပေါ့ web3 လုပ်တဲ့အတွက်900ထပ်ပေါင်းဝင်မယ်ပေါ့အဲ့လိုမျိုးpoint အောင်တက်ပေးရပေါ့ဒါအရင်တော့ဟာနေဘာလို့လဲအရင်တော့ဆိုပေးရပို့နှုံးများတယ်ဒါပေမဲ့အခုနောက်ပိုင်းအပေးတွေနေလာတယ်လို့ပြောလို့ရတယ်ဒါဟိုးရင်2024 6လပိုင်းတော့ပေးထားတဲ့ဒီ Maga Road ကိုဝင်ကြည့်မယ်ဆိုရင်သူကဒီမှာအမှတ်အတွက်တော့အရင်တော့ဆိုရင်ပုံမှန်တိုင်းပဲ BM ရှိရဆိုရင်တော့ရက်120ထားရင်130နဲ့မြှောက်ပေးမယ်ဒါပေမဲ့အဲ့တော့ web3 လုပ်တယ်ဆိုရင် point 1000လောက်ပေးအခုနောက်ပိုင်းက point 900ပဲပေးတော့ဒီအခုလာမယ့်နောက်ဆုံးဟာတော့သူတို့ point ဘယ်လောက်ပေးမလဲဆိုတာတော့မပြထားသေးဘူးပေါ့သူတို့တက်ပေးမှာပေါ့အဲ့တော့ကောတာဝန်ရဒီရက်120မြတ်ထားနိုင်ရင်တော့ point 9ရမယ်ဒီ web3 ကိုကွက်ဖို့လုံးစရာရှိတာလောက်ထားပေါ့အခုလက်ရှိဒီကျွန်တော်ဒီဗီဒီယိုမှာတော့ရည်ရချမ်းကတော့ web3 ကိုမလုံးသက်သေးတဲ့လူတွေဘယ်လိုလုပ်မလဲဆိုတာပြပြမှာဖြစ်ပါတယ်အဲ့တော့ပြန်ဝင်လိုက်မယ်ဝင်မှုရရင်နောက်ကအောက်ဆုံးမှာပေါ့ဒီမှာ web3 တွေလုပ်ဖို့ကရှိတယ်ပေါ့အဲ့မှာစလုပ်မယ် step ကိုနှိပ်လိုက်ပါတော့ပြီးရင်သူပြောတဲ့အတိုင်း step ကိုနှိပ်လိုက်အဲ့တော့ကျွန်တော်တို့ဒီဒါ web3 ကိုသူစာမျက်နှာရောက်သွားပြီသူအဲ့ဒီမှာ SBNB ရဲ့ BNB ရဲ့ထိုက်တာတစ်ခုတယ်ဆိုရင်ဒီလုပ်လို့ရမယ်ဆိုပြီးရေးထားတယ်ပေါ့အဲ့တော့မှကိုကဒါဟိုပေါ့ဥမာဒါကျွန်တော်ပြပြထားတဲ့ဗီဒီယိုမဟုတ်ပေါ့ကိုကကျွန်တော်ပြပြထားတဲ့ဗီဒီယိုတွေမရှိဘူးဆိုရင်ရိုလုံနည်းကိုဘယ်လိုသိကျင်လဲဆိုအောက်မှာ view tutorial တွေလည်းရှိ view tutorial ကိုကြည့်ပြီးတော့ကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်လည်းဒီစာတွေဖတ်ပြီးတော့လုပ်လို့ရတယ်ပေါ့ဒါကျွန်တော်တို့ပြောပြတဲ့လူရှိမှလုပ်လို့ရမှာမဟုတ်ဘူးကွာဒီစာတွေဖတ်တယ်ဆိုရင်ကိုယ့်ကိုကြည့်ပြီးတော့လုပ်လို့ရတယ်သူပေးထားတဲ့ဒါကသူ့ရဲ့စာပေါ့နော်ဒီ campaign period အနေနဲ့ကကြတော့ဒီ4လပိုင်း9ရက်နေ့ကနေ4လပိုင်း13ရက်နေ့အထိလုပ်ခွင့်ပေးထားတယ်ပေါ့အဲ့ဒီအချိန်တွင်းမှာ web3 test တွေပြီးအောင်လုပ်အောင်နောက်ကြတဲ့6သက်စာပေါ့ပေါ့နော်အဲ့တော့မြန်တက်တာလောက်ထားတာပိုစိတ်ချရတယ်ဘာကျွန်တော်အခုဗီဒီယိုတင်ပြရနဲ့ကြည့်ပြီးွားရင်အမြန်လောက်ထားတာတော့ပိုစိတ်ချရတယ်ပေါ့နောက်ကြဝါရင်တော့သူတို့ရဲ့ကိုက web3 လုပ်ရတာနဲ့မရနိုင်ဘူးတွေဖြစ်မှာဆိုတော့ဒါမှမဟုတ်တချို့ကြတော့လေတချို့ဟာတွေဆိုရင်အဲ့လိုမျိုးအချိန်လောက်ကြာဝိုင်း web3 သွားလုပ်လို့ရအောင်မရအောင်ပိတ်ထားတာလည်းရှိတယ်ပေါ့အဲ့တော့ဒီကိုကတော့မြန်တက်လောက်ထားတာပိုစိတ်ချရတယ်ဒါဆိုရင်ဟာကြည့်လို့ရကျွန်တော်တို့ကြည့်လိုက်ရမယ်နော်ဘာပြောထားလဲဆိုတော့သူကဒီမှာအနည်းဆုံး0.01 BNB ကို staking လုပ်ပေးရမှာပေါ့ဒါအနည်းဆုံးပေါ့နော်ဒီထဲမှာ0.01 BNB ဆိုပြီးတော့သူပြပေးထားတယ်အဲ့လောက်ကိုအနည်းဆုံး staking လုပ်ရမယ်လို့ပြောထားတယ်ဒါတော့သူကတော့ကိုကဘယ်လိုပြောမလဲဒီ BNB မရှိသေးဘူးဆိုရင် BNB exchange တွေကနေပြီးတော့ web3 wallet ကိုအရင်ပို့ပေါ့နော်အဲ့လိုပို့ရမယ့်ဟာတွေရှိရင်ပြီးရင်ကျွန်တော်တို့ဒီ BNB ကတန်းထည့်လိုက်ဖို့စီစဉ်ထားတယ်ပေါ့အဲ့ဒီ SBNB မပြောင်းတော့နောက်ပြီးတော့သူဘာပြောထားလဲဆို web3 wallet နဲ့ထိတဲ့နည်းကြီးပြောထားတယ်ပြီးရင်ဒါကတော့ unstaking လို့ပေါ့ unstaking ကတော့ကျွန်တော်ကအခုလုပ်ဖို့အစီအစဉ်မရှိသေးဘူးပေါ့ Maga Road ပြီးတော့မှပဲဒီ unstaking ပြန်လုပ်ပေါ့အဲ့ဒါလည်းကျွန်တော်နောက်ပိုင်းဒီ unstaking လုပ်ပြီးတော့ BNB ဘယ်လိုပြန်ထုတ်လဲဆိုတော့ကျွန်တော်ထပ်ပြပြီးတော့ဗီဒီယိုတစ်ပုတ်ထပ်လုပ်ပေးမယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ရေးကြီးတာဒီ 0.01 BNB ကိုဘယ်လိုထည့်မလဲပေါ့ပြပေးမယ်ဒါပေမဲ့အရေးတစ်ခုပေါ့ကိုယ့်ဒီ web3 wallet ထဲမှာပတ်စံ BNB စီးဖို့တော့ရေးကြီးအဲ့တော့ web3 wallet ကို intercept ကြည့်အဲ့ဆိုရင်ဒီဘက်မှာပုံမှန်နိုင်တာ exchange wallet ပေါ့ဒါကျွန်တော်တို့ Binance account လေးတာဆိုရင်ဒါကျွန်တော်တို့ Binance account ဒါပုံမှန် exchange ဘက်ကဒီ asset ကိုနှိပ်လိုက်ပေါ့နှိပ်ရတယ်ဆိုရင်ဒီ main မှာ exchange ဆိုတာကျွန်တော် exchange ဘက်ဒီ web3 ဆိုဒီ wallet ကိုနှိပ်လိုက်တာ web3 ဘက်အချမ်းပေါ့ပြီးရင် asset ကိုနှိပ်ကြည့်လိုက်တယ်ဆိုရင်ဒါကျွန်တော် web3 ထဲမှာရှိတယ်ပတ်စံဘယ်လောက်ရှိတယ်ဆိုတာပြနေတယ်ဒီ web3 ထဲမှာကျွန်တော်တို့ဘယ်လိုပုံစံပြလာပြီဆိုရင်
ဒီမှာဝင်ကြည့်လို့ရတယ်ဒါဆိုဟိုအရင်တော့ကျွန်တော်မှာကတော့လောက်ခဲ့တဲ့ PTCP ပေါ့ဒါတစ်ခုရှိတယ်ပြီးတော့အောက်မှာ BNB ဆိုပြီးရှိကျွန်တော် BNB ကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်ဒါလုံးဝ BNB ဖြစ်တယ်ပေါ့ဟိုဘက် wallet တစ်ခုမှာဆိုရင်ကျွန်တော် OBBNB တွေနဲ့ရောနေရမျိုးဆိုရင်သွားထည့်လို့မရအောင် OB သူကပြောရတာ BNB ရဲ့ SBNB ရဲ့ပဲထည့်ဝင်ရှိတဲ့အတွက် OBBNB ရှိတယ်ဆိုရင်သွားထည့်လို့မရအောင်အဲ့တော့ OBBNB ကို BNB ရိုးပြန်ပြောင်းပေါ့အဲ့လိုမျိုးစသဖြင့်ပြောင်းဖို့လိုမယ်ဒါတော့ကျွန်တော် requirement အနေနဲ့ကျွန်တော်မှာဒါဟောရှိတယ်ပေါ့နော် BNB 0.0126ကြော်ရှိတယ်ဆိုတော့ဒါထည့်ရင်လောက်တယ်ပေါ့သူပြောထားတာအနည်းဆုံး 0.01 BNB ထည့်ပေးရမယ်ပေါ့အဲကျွန်တော်ဒါဆိုရင်တရားဝက်3မှာရေးကြည့်တာမရှိသေးဘူးဆိုရင်ဝက်3ထဲမှာ BNB ရှိဖို့လိုတယ်တကယ်လို့ကို့မှာ BNB မရှိဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဟိုဘက်ဒီ H-chain မှာဒီဘက် H-chain ထဲမှာ BNB amount တစ်ခုရအောင်ရင်ပြောင်းပေါ့နော်BNB amount တစ်ခုဥမာဖြတ်ဖြတ်$10ဖြစ်ဖြစ်ပြောင်းထားလိုက်ပါ BNB နေနဲ့ရှိမယ်အဲ့ဒါ13ကိုပို့ကျင်တယ်ဆိုရင် wallet ကိုနှိပ်ပြီးရင်နောက်မှာ asset ကိုနှိပ်ပြီးတော့ receipt ကိုနှိပ်ပါနော်နှိပ်ပြီးတော့ဘာပြောလဲဆိုဒီမှာ withdraw from Binance Exchange လားဆိုရင် Binance Exchange ကိုကျွေးလိုက်ပါနော်ပြီးတော့ဒါ BNB နေနဲ့ရွှေပေါ့ရွှေပွားရင်ဒီမှာအပေါ်က Binance Smart Chain နေနဲ့ဒီမှာဆို Binance Smart Chain နှိပ်တာနဲ့ဒါပေါ့နော်ဒီမှာကျွန်တော် maximum ကတော့ကျွန်တော်ဟိုအထဲမှာ BNB မရှိတော့ရှိရစီပပလေးမရှိတော့ထုတ်လို့မရဘူးကိုကခုနလို$10 BNB $10တန်ဖိုးရှိရဲ့ BNB ဒါ H-chain ထဲမှာရှိမယ်ဆိုရင်ဒီလို maximum နှိပ်ပြီး withdraw နှိပ်နေတာနဲ့အဲ့ဒီပတ်စံကဒီ web3 တွေကိုရောက်လာလိမ့်မယ်ပေါ့နော်ဒီ web3 wallet တွေကိုရောက်လာလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့အခုဒီလိုဟာအနည်းဆုံး BNB ဘယ်လောက်ရှိရမယ်ဆိုတဲ့အပိုင်းရှိရမယ်အဲ့ဒါရှိရဆိုရင် web3 ကိုစလုပ်လို့ရမယ်ကျွန်တော်ဒီ web3 လုံးဝဆိုတော့ Exchange ဘက်ကိုသွားပြီးရင်မာကာတော့နေရအောင်နှိပ်here ဝင်ဒီအောက်ဆုံးက web3 quiz တွေကိုလုပ်မယ်ဆိုရင်နှိပ်လိုက် start now နှိပ်အဲဆိုရင်ကျွန်တော်ကတော့ BNB ချိန်မှာဖြစ်တဲ့အတွက်ဟိုဒီ staking နှိပ်မယ် stake BNB နှိပ်လိုက်တယ်ပေါ့နော်နှိပ်ပြီးသွားရင်ဒါကျွန်တော်မှရှိတာကဟောဒါမှအဲ့မှာရေးကြည့်တာအပေါ်ဆုံးမှာကြည့်လိုက်ပေါ့ Quant wallet မဖြစ်ဘူးဆိုရင်ဒါ maximum သွားနှိပ်လို့မရအောင်အဲဆို Quant wallet ကိုချင်းနှိပ်ပေါ့ဒါကျွန်တော်မှာ Binance wallet ရှိတယ်တော့ Binance wallet ကိုထိလိုက်တယ်ဒါဆိုရင် Quant ဖြစ်သွားပြီပြီးရင် maximum နှိပ်လိုက်တယ်ဒါပေမဲ့ဒါ fees တွေဘာတွေကလိုတာဖြစ်တဲ့အတွက်ကျွန်တော် 0. သူတို့ပြောထားတဲ့အနည်းဆုံး 0.01 BNB ပဲထည့်မယ် 0.01 BNB ထည့်မယ်ဆိုတော့သူကဒါဆိုရင်တန်မိုးနဲ့တွက်ရင်လည်း 5.56 နော် 0.1 BNB ဆိုတာက $5.56 လောက်တန်ရေးရှိတယ်ပေါ့သူက gas fee က3လုံး1 BNB ပေါ့ရှိရပြောရမယ်တကယ်ခုနကတော့ကျွန်တော်စမ်းကြည့်တာ 0.001 3လုံး1 BNB လောက်ပေးတာကျွန်တော် deposit ကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်မယ်ဆိုတော့ဒီလိုဆမ်းမျက်နှာပေါ်လာလိမ့်ဒါဒီမှာသူခုနပြောတယ် 0.001 ပေါ့$1 watt ကျော်လောက်ပေးရတယ်ပေါ့ဒီလိုပေါ်ပြီးဆိုရင်ကျွန်တော် confirm ကိုနှိပ်လိုက်မယ်ခဏလေးစောင့်လိုက်နော်ဘိုင်းမကောက်ရင်လည်းကြာနေမှာထင်တယ်ကျွန်တော်ကတော့ line ကောက်နေဆိုတော့သိမကြတော့ဒါဆိုရင်ဒီမှာဆက်ဖို့ပြဖို့ပါပြီဒီမှာလည်းအမှန်ချင်းတစ်ခုပေါ်သွားပြီပေါ်ရဆိုကျွန်တော်တို့ဒါ BNB ထည့်တဲ့အဆင့်ပြီးသွားပြီပေါ့ BNB ထည့်သွားပြီဆိုရင်တော့ခဏလေးစောင့်လိုက်အဲ့ဒါမှကျွန်တော်တို့ဟိုကဒီ web3 quest တွေကို verify နှိပ်လို့ရမှာနည်းနည်းလေးတော့စောင့်လိုက်ပြီးရင်ကျွန်တော် Exchange နဲ့ကိုပြန်သွားလိုက်ပေါ့နောက်ဒီအောက်ကနေပြီးတော့ဒီမှာ join now နှိပ်လိုက်လေရတယ်ဒီလိုမျိုးခုနဒီ web3 process ပြီးသွားပြီဆိုရင် verify ကိုနှိပ်လိုက်ပေါ့ဒါကျွန်တော်ဆိုရင်ပြီးသွားတဲ့အတွက်ဒီမှာ web3 test ကပြီးသွားပြီဆိုပြီးတော့ပြတယ်ကိုယ်ဒီလို complete ဖြစ်သွားပြီဆိုရင်ဒါကိုယ့်တောင်းပြီးသွားပြီပေါ့ဒီဘက်မှာဒီလိုမျိုးဒီ web3 နေရာမှာ complete လို့ပေါ်ဟိုကဆိုရင်ဒါကိုယ်တောင်းပြီးသွားပြီ BNB လည်းကိုမှာဟိုဘက် staking လို့ဟိုဒီရက်120နဲ့ staking လို့ပြောတဲ့ဟာတွေရှိရပေါ့ loss staking လို့ပြောတဲ့ဟာရှိတယ်ဒါလေး complete ပေါ်တယ်ဆိုရင်တော့ဒါကိုယ်တောင်းပြီးသွားပြီဒါဆိုရင်မာကာတော့အတွက်ကိုသူတို့ပေးမယ်နောက်4ရက်ပေါ့နောက်4ရက်ကိုပဲစောင့်ရအောင်ဒီတော့ complete ပြီးသွားရင်ရပြီပေါ့နော်ဒါဆိုရင်ဒါမင်းကပြီးသွားပြီလို့သူရေးတာ ਨੇ
ဒါကတော့သူတို့ဒီမှာ point တွက်တာဘာညာမပြီးသေးတော့ဒီဘက်မှာအစိမ့်မပြသေးဘူး။ဒီလိုဒီဘက်သူတို့ point တွက်တာဘာညာပြီးသွားပြီရောက်တော့ point တွေပေါ်လာပြီဆိုရင်တော့ဒီဘက်မှာဒါမှဒီနေရာမှာစိမ့်သွားလိမ့်မယ်။လောစီကတော့ဒီထဲဝင်လိုက်တယ်ဆိုရင်ဒါကိုယ့်ဘက်ကဒီအစိမ့်လေး complete ဖြစ်သွားပြီဆိုရင်ဒါကိုယ့်တောင်းဝင်ပြီးသွားပြီပေါ့နော်။ဒါကတော့ဒါမှဒီ word 3လောက်တဲ့ညီပေါ့။ word 3ဦးလက်ရှိလာနေတဲ့ word 3ဒီမှာကတော့word 3ကိုဘယ်လို test လုပ်တယ်ဆိုရင်အပိုင်းကိုကျွန်တော်ဖျောက်ပေးတာဖြစ်ပါတယ်။ဒါမရှင်းတာရှိရင်လည်းကျွန်တော်ရဲ့ဒီ video ရဲ့ comment မှာရှင်းပြီးတော့ပြောသွားကြပါမယ်။ကျွန်တော်ဒီနေ့မျှဝေချင်တာကတော့ဒီတောင်းလေးဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။